1981嗰陣မြို့ရဲ့ဆိုးရွားလာတဲ့စီးပွားရေးအကျက်အတဲနဲ့ရာဇဝတ်မှုတွေကြားမှာအာသာဖလက်ဆိုတဲ့လူရှင်တို့တယောက်နေထိုင်ပါလေအာသာဟာစိတ်မနှံ့တဲ့သူ့အမေနဲ့အတူနေထိုင်ပြီးစိတ်လှုပ်ရှားရင်ထိမ့်မရောက်အောင်ရေမောတတ်တဲ့ဝေဒနာကိုလည်းခံစားနေသူပါဒီနေ့မှာတော့အာသာဟာလမ်ဘီလူမိုက်တို့ရဲ့ရိုက်နှက်မှုကိုခံခဲ့ရပြီးဒါကိုသိတဲ့လုတ်ဖို့ကိုင်းပွဲထားသူ့ကိုကာကွယ်ဖို့အတွက်တနက်တလက်ပေးခဲ့ပါတယ်ဒါပေမဲ့ကလေးစည်းယုံတစ်ခုမှဖျော်ဖြေနေရင်အဲ့ဒီတနက်ထွက်ကျသွားတာကြောင့်အာသာအလွတ်ပြုတ်သွားခဲ့ရပါတယ်စိတ်သက်တွေအောက်ဆုံးထိပြိုလဲနေတဲ့အာသာဟာမိအောက်ယထာပေါ်မှာသူ့ကိုဝိုင်းဝန်းနှိပ်စက်တဲ့လူကုန်တိုင်းလူငယ်၃ယောက်ကိုတနက်နဲ့ပြစ်တက်လိုက်ပါတော့တယ်ဒီလူတက်မှုဟာမြို့ပေါ်ကစင်ရဲသားတွေကြားမှာလူချမ်းသာတွေကိုတော်လန်တဲ့ပြရရုပ်တစ်ခုဖြစ်သွားပြီးမြို့ကန်တွေဟာလူရွှင်တော်မျက်နှာဖုံးတွေတက်ကစန္ဒပြမှုတွေစတင်လာကြပါတယ်တစ်ဖက်မှာလည်းအာသာဟာသူ့အမေရဲ့ပေးစာတွေကတဆင့်သူဟာဘီလီယံနာတေမတ်ဝင်းရဲ့သားဖြစ်နိုင်တယ်လို့ထင်ခဲ့ပြီးမြဲတကယ်တမ်းမှာတော့သူဟာမွေးစားသားတစ်ယောက်သာဖြစ်ပြီးနေစဉ်ကနှိမ့်ဆက်ခံခဲ့ရတဲ့မှတ်တမ်းတွေကိုရှာဖွေတွေ့ရှိသွားပါတယ်သူချစ်ရတဲ့အိမ်နီးချင်းအမျိုးသမီးနဲ့ပတ်သက်တဲ့အမှတ်အရတွေဟာလည်းသူ့ရဲ့စိတ်ကူးယဉ်မှုတွေသာဖြစ်နေတာကိုသိလိုက်တဲ့အခါအာသာဟာလုံးဝယူသွက်သွားပါတော့တယ်သူဟာသူ့ဘဝကိုဖျက်ဆီးခဲ့တဲ့အမေဖြစ်သူကိုတပ်ပစ်လိုက်တယ်လို့သူ့ကိုလှောင်ပြောင်ခဲ့တဲ့လူရှင်တော်ရန်တော်ကိုလည်းလက်စားကြီးတပ်ဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့အာသာဟာနာမည်ကျော်ရုပ်တံတင်ဆက်ကြီးမာရီရဲ့အစီအစဉ်ကိုဂျိုကာဆိုတဲ့နာမည်နဲ့တက်ရောက်ခဲ့ပါတယ်တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာပဲသူဟာယထာဘော်ကလူတက်မှုကိုဝန်ကန်လိုက်ပြီးလူအဖဲအစည်းရဲ့လစ်လူရှူမှုတွေကိုဒေါသတကြီးဖြောဆိုကာမာရီကိုအသေးပြတ်တက်လိုက်ပါတယ်ဒီဖြစ်ရကြောင်းဂေါတန်မြို့မှာအကြီးကျယ်စူဘူးအုံကြွမှုတွေဖြစ်ပေါ်လာပြီးအဲ့ဒီရုံရင်ဆန်ကတ်မှုတွေကြားမှာပဲတေမတ်ဝင်းတို့ဇနီးမောင်နှံအသက်ခံလိုက်ပါတယ်အာသာတော့ဖန်စီခံရပေမဲ့ရုံရင်ဆန်ကတ်မှုတွေကြားကနေလွတ်မြောက်ခဲ့ပြီးလူအများရဲ့ဝန်းရံမှုအောက်မှာဂျိုကာအဖြစ်ကနေရင်ဇက်လန်းကိုအဆုံးသတ်ထားပါတယ်